Hello，同学们，大家好，欢迎来到福汉语文乐课堂。我们上一次学习了韩式和或节。韩式တခြားအသုံးနှုန်းလေးတွေကြည့်အောင်နော်။ပထမဦးဆုံး韩式一နံပါတ်1သုံးတဲ့ပုံစံလေးကဘာလဲဆိုတော့表示依然仍然的意思နော်依然仍然ဒါကတော့ဆို HSK 四五ရောက်လို့ရှိရင်ဒီစကားလုံးလေးသင်ရမယ်ပေါ့နော်依然တို့仍然တို့နော်အဲ့တော့ဒီလိုပုံစံလေးဟဲ့လား still ပေါ့အင်္ဂလိပ်ဆိုတော့ဖြစ်နေတုန်းပဲဆိုတဲ့သဘောတရားပေါ့နော်အဲ့လိုမျိုးခြေနေမှာဆိုရင်လည်းတော့တို့韩式ကိုသုံးလို့ရပါတယ်တဲ့နော်မနေ့ကတော့တို့ပြောသွားတာကတော့ဒီဩဟာဩသို့မဟုတ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့တော့အခုကျတော့韩式ကိုတခြားနေရာမှာတခြားအဓိပ္ပာယ်လေးနဲ့သုံးမယ်ပေါ့နော်။တနည်းအားဖြင့်ပြောရင်ဒီမှာပြောထားတဲ့ဒီ依然တို့仍然တို့ဒီလိုစကားလုံးလေးတွေအစားသုံးတယ်ပေါ့နော်။ speaking မှာဆိုရင်ပို့ပြီးတော့အသုံးရတယ်။ဟဲ့လားစကားလေးချင်းခဏခဏနေရလိမ့်မယ်နော်။ OK，那我们来看句子吧，我讲了一句啊，虽然已经过了10年，它还是很美啊。10年ကျော်သွားပြီဟလားနော်10年ကျော်လောက်ရှိနေပြီမဲ့သူက还是很美啊，它依然很美，它仍然很美နော်သူကလှနေတုံးပဲပေါ့ stay ဖြစ်နေတုံးပဲပေါ့နော်它以前也很美丽现在呢现在已经10年了我们每见面10年了还是怎么样很美နော်မတွေ့ရ10年လောက်ရှိပြီဒါပေမဲ့သူလှနေတုံးပဲနော်还是နဲ့သုံးထားတယ်ဟဲ့လား好，第二，下了大雨，外面还是很热。它ကတော့မိုးရွာတယ်မိုးရွာပြီမဲ့အပြင်မှာမဖြစ်နေတော့မယ်တော့ပူနေတော့မယ်နော်အေးမလားဟုတ်လားနော်第三，他告诉我不必担心，不必担心，但我还是有点紧张，喏，紧张。而他告诉我，喏，读啊，真的我表嘞不必担心，喏，不需要，喏，စိတ်ပူဖို့မလိုဘူးတန်းရှင်းကစိတ်ပူရဲဟလာဘူးပြီမလိုအပ်ဘူးเนาะသူကတော့ကျွန်တော်ကိုပြောတယ်စိတ်ပူဖို့မလိုပါဘူးစိုးရိမ်ဖို့မလိုဘူးဒါပေမဲ့ကျွန်တော်ကတော့မဖြစ်နေတယ်တော့还是有点紧张နည်းနည်းတော့စိတ်လှုပ်ရှားနေတော့မယ်ပေါ့เนาะဟုတ်လား okay အဲ့ဆိုရင်အဲ့တော့还是နံပါတ်1သုံးလုံးလေးကဘာလေးတော့ဖြစ်နေတုံးပဲ still ဆိုတဲ့အထိပဲဟလာရီရန်ရိန်ရန်တို့အထိပဲနဲ့တူတယ်เนาะ好ဒါကပထမအသုံးလေးဖြစ်တယ် okay နံပါတ်2ကိုကြည့်အောင်နံပါတ်2ကဘယ်အချိန်မှာသုံးလဲ表示意外惊讶เนาะ unexpected result ဟလာမထင်မှတ်ထားတယ်မမျှော်လင့်ထားတဲ့result တွေရလာတဲ့အခါမျိုးအံ့အားသင့်သွားတဲ့အခြေအနေမျိုးပေါ့နော်ကိုမမျှော်လင့်ထားဘဲနဲ့ဖြစ်လာတဲ့ result တွေဖြစ်လာတာမျိုးတွေသို့မဟုတ်意外ဆိုတာဒီပုံမှန်နဲ့မတူဘဲနဲ့ကွဲထွက်နေတာမျိုးပေါ့နော်ဒီလိုအခြေအနေတွေမှာဆိုရင်လည်း high shift ကိုသုံးလို့ရတယ်တဲ့အဲဆိုရင်တော့ဒီမှာ句子လေးကြည့်ရင်ပိုနားလေသွားလိမ့်မယ်ဟလား第一这次的考试虽然很难但它还是通过了အဲ့တော့ဒီတစ်ခေါက်စာမေးပွဲကဖြစ်တော့တော်တော်ခက်တယ်ဒါခက်တယ်ဒီနေရာမှာ非常难လို့ပါလို့ဆိုရင်တော့ပိုကောင်းတာပေါ့နော်တော်တော်လေးခက်တယ်ဒါပေမဲ့ तू ကဘာဖြစ်တော့还是通过了तू ကတော့ဘာဖြစ်သွားခဲ့တော့အောင်မြင်သွားခဲ့တယ်ဟဲ့လားအဲ့တော့考试ဒီနေရာမှာသူရဲ့词语搭配အတွဲလေးကိုမှတ်ထားလိုက်နော်考试ဆိုရင်တော့ဆိုတာ通过လို့ပြောတယ်စာမေးပွဲအောင်နဲ့မအောင်ဘူးเนาะဥပမာကို HSK စာမေးပွဲတွေဖြေထားကြတယ်သူ့ရဲ့ပေးမှတ်ဒီ300是吧เนาะအောင်မကဘယ်လောက်လဲ180ဟုတ်တယ်မလားဆိုရင်ကိုက180ရောက်မှဘာဖြစ်လို့ရတော့我通过了考试如果你是150通过吗对，不通过是吧？这个叫不通过。那180是通过的我通过了 HSK 考试，喏这个通过考试了，对，懂了啦，喏。OK，第二，尽管他黑帽，他还是抽出时间帮助我尽管လို့虽然လို့အထိပ္ပယ်အတူတူပဲပေါ့နော်အဲ့ဒါ level လေးกว่าသွားဟလာกว่าတကယ်လို့ HSK စစ်ကြည်လေ့လာနေလို့ရှိရင်ဒါ虽然သုံးရမယ့်နေရာမှာ尽管ကိုပြောင်းပြီးတော့သုံးကြည့်လိုက်တကယ်တော့ဒါ level กว่าသွားတာပဲပေါ့နော်虽然尽管ဆိုတာဟလာပြီးရင်ဟို paragraph တွေရေးတဲ့ခါကျရင်ပေါ့နော်တခါလေးကြော့ဝိန်လေး essay တွေစာပိုက်တူလေးရေးတဲ့ခါကျရင်ကိုကဒီစကလုံးကြီးတစ်ခုတွေကိုပဲထပ်ခါတုံးလို့ရှိရင်စာဖတ်ရတာမလောက်ဘူးလေနော်အဲကြတော့အဓိပ္ပာယ်တူတဲ့တခြားစကလုံးတွေကိုအမျိုးမျိုးပြောင်းသုံးပေးရတယ်ပေါ့နော်တနည်းအားဖြင့်ဒါကိုယ့်ရဲ့ HSK level စာဖတ်တဲ့လူပေါ့နော်ကိုယ့်ရဲ့ HSK level ကိုဖော်ပြလိုက်တာနဲ့လည်းအတူတူပဲပေါ့နော်ဒါ虽然ဆိုရင်တော့ HSK 2级3级မှာအသုံးများတယ်ကျင်းကွန်လို့ပြောလိုက်တာ HSK 4级အောင်ကျင်းကွန်တွေပါသုံးသွားပြီပေါ့နော်အဲဆိုကိုကနောက်ကြရင်ကိုကဝက်ကြလေးပါလေးဖွဲ့လို့ရှိရင်虽然လို့ဖွဲ့မယ်စာကိုက HSK 4级ရောက်ပြီဆိုရင်ပေါ့နော်ဒါကျင်းကွန်လို့ပါလို့ပြောင်းပြီးတော့ရေးကြည့်အဲ့လိုအဓိပ္ပာယ်တူတာလေးပြောင်းပြီးတော့ရေးကြည့်ပေါ့နော်အဲ့တော့ဖြည်းဖြည်းချင်းနဲ့ဒီစကလုံးလေးအဲ့လိုပြောင်းသုံးတတ်လာလိမ့်မယ်ပေါ့နော် OK အဲ့တော့第二句子ကဗါလဲလေ尽管他黑帽သူအလုပ်များပြီမဲ့เนาะ他还是抽出时间帮助我သူကျွန်တော်ဘာဖြစ်ပြီးတော့အချိန်ပေးပြီးတော့ကူညီပေးတယ်အမြဲတမ်းပဲเนาะသူအလုပ်များနေတယ်ပုံမှန်ဆိုကူညီနိုင်လားမကူညီနိုင်ဘူးလေအဲ့တော့ဒါ意外ဆိုတာအဲ့လိုပုံစံမျိုးဆိုလို့ချင်တာဟုတ်လားသူအလုပ်များနေတယ်ပုံမှန်ဆိုရင်တော့သူများကိုကူညီမှကူညီမယ်ဒါပေမဲ့ကျွန်တော်တို့ဘာဖြစ်တော့အမြဲတမ်းအချိန်ပေးပြီးတော့ကူညီပေးတယ်เนาะ第三，天气预报说今天会下雨，但我们还是决定去爬山เนาะ天气预报ဆိုတာကဒီမိုးလေဝသဌာနပေါ့နော်ကြိုတင်ခန့်မှန်းတာ预报ဆိုကြိုတင်ခန့်မှန်းတာဟုတ်လားမိုးလေဝသကြိုတင်ခန့်မှန်းတဲ့
တရင်ဌာနပြောထားတယ်ပေါ့今天会下雨ဒီနေ့မိုးရွာလိမ့်မယ်လို့ပြောထားတယ်ဒါပေမဲ့လည်းကျွန်တော်တို့ကဖြစ်တော့但我们还是决定去爬山ကျွန်တော်တို့ကတော့ဘာလုပ်မှာပဲတော့တောင်တက်သွားမှာပဲပေါ့ဒီဟာကိုလုံးမှာပဲဆိုတဲ့သဘောတရားเนาะတကယ်တော့သူကခုနကတီကြီးနဲ့အသုံးနှုန်းလေးကဆိုလိုချင်တဲ့အဓိပ္ပာယ်လေးကအကျဉ်းများအဖြစ်ပြောရင်တော့အញ្ញကြီးတိတ်မကွာဘူးပေါ့နော်နှစ်ခုကအတူတူသဘောထားပြီးတော့သုံးလို့ရတယ်ပေါ့နော်အဲ့တော့ဒီလိုဖြစ်နေတုံးပဲဆိုတဲ့အဓိပ္ပာယ်เนาะအဲ့တော့ဒီနေရာမှာတော့သူကတခါလေးကြာရင်ပုံမှန်နဲ့မတူဘဲနဲ့ကွဲထွက်သွားတာမျိုးတွေအသင့်သွားတဲ့အခြေအနေမျိုးတွေပေါ့နော်ဒီလိုအခြေအနေမျိုးတွေဟလာတော့မိုးရလို့ရှိရင်ဒါဆိုခင်းကြီးပါမသွားသင့်ဘူးဟလာရီဝိုင်ပေါ့နော်ဒါပေမဲ့သူကတော့ဘာဖြစ်တော့တောင်းတဖို့ဆုံးဖြတ်ထားတဲ့သွားအောင်ပါပဲသူတို့ရဲ့ဆုံးဖြတ်ချက်ကိုမပြင်ဘူးပေါ့နော်ဆိုလိုတာဟလာ好，那第三个意思，然后这边东啊，加法的嘞建议或最好，然后建议 advice 俾的，係啦，建議你俾的都冇好，最好，大家說一些嘅三字嘛，定冇咧，係啦，最好說啲路你路來也不高咩，所以建議俾的方面，喏 ，hatch better 所嚟幫上面好啦，喏，建議俾的都冇好，啲路你路來也不高咩，所嚟方面，建議俾的看嘛咧，他說還是過東路呀嘛啲嘅，喏，好，然後句子裏邊講，天氣看起來不太好。咱们还是带把伞吧天气压低乌鲁啊，偏内容看起来不太好，压低乌鲁气啊，请你等高木，咱们是前面表呢我们的意思吧，然后还是带把伞吧，伞第 T 也是那个把，T 也是那第你啊嘛，好啦，我 grammar 不但把你那动它来改把的意思，所以把就你不动了呀，然后ထီးလေးတော့ယူသွားရအောင်ဒါတီးလူကတိတ်မကောင်းဘူးခလားတော့မဖြစ်တော့ကြံပြီးတယ်အဲ့ဒါတော့မဟုတ်လေ最好我们最好咱们带伞吧တကယ်လို့ဒီနေရာမှာ最好နေပါလေပြောင်းသုံးချင်ရတယ်နော်ကိုက还是ပါမသုံးမယ်နဲ့ဟဲ့လား咱们最好带伞吧带把伞吧ပြောလို့ရတယ်နော် OK ဒီ你还是先把作业做完再玩游戏吧နော်还是ပါအဓိကတော့ဒီမှာကြည့်လိုက်ပါလေးထူကြတော့သူကအနောက်ကပါလေးနဲ့တွဲသုံးလေးရှိရနော်အကြံဉာဏ်ပေးတာမျိုးဆိုလို့ရှိရင်ဟဲ့လားဒီလိုလေးလုပ်လိုက်ပါလားဒီလိုလေးဆိုရင်ပိုကောင်းမယ်ဒီလိုသဘောတရားမျိုးလေးနဲ့သုံးတာပေါ့နော်အဲ့တော့你还是先把ဒီမှာဒီပါကကြတော့ဒါ grammar ပဒံပါဖြစ်သွားပြီနော်ခုနပါကကြတော့ဒါစံရဲ့ unit ပါအနေနဲ့သုံးတယ်ဒီနေရာမှာကြတော့ဆိုလို့ HSK စမ်းကြည့်ရဲ့ grammar ပါပဒံဖြစ်သွားပြီနော်အဲ့တော့你还是先把作业做完အိမ်စာအရင်ပြီးအောင်ရေးလိုက်ပါလား再玩游戏吧နော်အဲ့တော့ကလေးတွေဟဲ့လားနော်ခင်းဆိုရင်လည်းအိမ်စာရေးတာမျိုးလေးလုပ်တယ်ဟဲ့လားအဲ့လိုမလုပ်နဲ့အိမ်စာပြီးအောင်ရေးလိုက်ဒီကြမှာဂိမ်းစောပါလားเนาะဒါအကြံပေးတာဟဲ့လားเนาะဒီလိုလုပ်ရင်ပိုကောင်းမယ်လို့ပြောတာ第三这个地方不安全我们还是换个地方见面吧ဒီနေရာဘာဖြစ်တော့这个地方不安全မလုံခြုံမှု safe မဖြစ်ဘူးဟဲ့လားအဲ့တော့我们还是把ဘယ်လိုလုပ်ကြဆိုလဲ换个地方နေရာပြောင်းပြီးတော့တွေ့ကြဆိုဒီနေရာတိတ်မတုံကြုံမှုလို့ခံစားရတယ်ဟဲ့လားအဲ့တော့ကိုငါတို့တခြားနေရာပြောင်းသွားရအောင်ပေါ့เนาะတခြားနေရာတွေ့ကြရအောင်ဒီလိုပုံစံမျိုးပြောရအောင်เนาะဒီနေရာမှာဘာထူးကြလဲအရှိရနှစ်ခုနဲ့မတူနေတာကအကြံဉာဏ်ပေးတယ်သို့မဟုတ်ဒီလိုမျိုးတစ်ခုခုဒါလေးလို့ဒီလိုလေးလုပ်လိုက်ရင်ပိုကောင်းမယ်လို့ပြောတဲ့အခါမျိုးဆိုရင်还是အပြင်နောက်ဆုံးကဘာလေးနဲ့တွေ့သုံးတော့တွေ့ပါလေးနဲ့တွေ့သုံးတယ်ဟဲ့လားနော်အဲဆိုရင်ဒီလိုလေးလုပ်လိုက်ပါလားဒါလေးလုပ်တာပိုကောင်းတယ်ဆိုတဲ့အဓိပ္ပာယ်လေးနော် Okay 最后一个နောက်ဆုံးတစ်ခုပဲကျန်တော့တယ်ဟဲ့လားနော်老师အများကြီးပဲလို့ထင်နေပါဆိုတော့ဟဲ့လားနောက်ဆုံးတစ်ခု第四个意思နော်又以强调比较结果နှိုင်းရှင်ပြီးတော့ဖြစ်လာတဲ့ result တွေပေါ့နော်နှိုင်းရှင်လိုက်တဲ့တနည်းအားဖြင့်နှိုင်းရှင်မယ်比较နှိုင်းရှင်မယ်ပြီးကြရင်选择ရွေးချယ်မယ်ပေါ့နော်ဒီလိုချင်းနေမှာသုံးတယ်အဲ့တော့သူလည်းခုနက第三个意思နဲ့差不多เนาะနံပါတ်3ထိပ်ပဲနဲ့တိတ်ပြီးတော့မကွာပါဘူးเนาะOK 老师记啊这里的天气太冷了我还是这个错了不好意思会偏没呢会去的会是打字错了我还是回南方吧那这里的天气ဒီနေရာရဲ့ရာသီဥတုကဘယ်လိုဖြစ်နေတော့太冷了ဒါအေးတာပဲเนาะ我还是回南方吧ငါတော့တောင်ပိုင်းပဲပြန်တော့မယ်ဟာငါတို့ဒါပဲလုပ်တော့မယ်သူနှိုင်းရှင်လိုက်တယ်ဒီနေရာနဲ့နန်ဖန်းတွေကိုနှိုင်းရှင်လိုက်တယ်ဟုတ်တယ်မလားနောက်ဆုံး result သူရဲ့ result ဒီသူဘာကိုရွေးချယ်လိုက်တာတော့နန်ဖန်းကိုရွေးချယ်လိုက်တယ်အဲ့လိုသဘောတရားလေးနော်ငါတို့နန်ဖန်းပဲပြန်တာကောင်းမယ်ထင်နဲ့ခုနအဓိပ္ပာယ်အနေနဲ့ပြောလို့ရရင်နံပါတ်3အဓိပ္ပာယ်အနေနဲ့နော်ငါတို့နန်ဖန်းပဲပြန်တာကောင်းမယ်ထင်နဲ့ငါတို့နန်ဖန်းပဲပြန်တော့မယ်ဟဲ့လားအဲ့တော့ဒီနေရာမှာတော့ဆိုတော့ဒီနေရာမှာကြက်လီလို့ပြောထားပြီးမယ်သူအနောက်မှာပြောထားတယ်နန်ဖန်းလို့ပြောကြတဲ့က老师တို့ကြက်လီဆိုတာဒီဘယ်နေရာလဲသိနိုင်တယ်ဘယ်နေရာဖြစ်မလဲ对北方နော်အဲ့တော့中国တရုတ်ပြည်မှာဆိုရင်ဘာနဲ့ခွဲထားတော့နန်ဖန်းနဲ့ပေဖန်းနဲ့ခွဲပြီးတော့ပြောလို့ရှိရဟလာတောင်ပိုင်းနဲ့မြောက်ပိုင်းနဲ့ပြောလို့ရှိရနော်များသောအားဖြင့်ဒီတောင်ပိုင်းမြန်မာနိုင်ငံနဲ့ညီတဲ့ပိုင်းပေါ့နော်တောင်ပိုင်းရာသီဥတုတိတ်ပြီးတော့အေးလေးမရှိဘူးပေါ့နော်ပုံမှန်လောက်ပဲပေါ့နော်ဒါပေမဲ့မြောက်ပိုင်းကကျတော့တော်တော်လေးအေးတယ်နှင်းနေပိုင်းကြားလဲများသောအားဖြင့်ပေချင်းတို့ကတော့သိကြတယ်ဟဲ့လားနော် Harbin တို့နော်ဒီဘက်မြောက်ပိုင်းဘက်ကနှင်းနေပါပိုကြတယ်ပိုအေးတယ်ရာသီဥတုပိုအေးတယ်နော်အဲ့တော့ဒီမှာသူကပေဖန်းလို့ပြောထားပြီးမြဲ
ဒီလိုပြောလိုက်တာနဲ့သိတာဟဲ့လားဒါပေဖန်ဖြစ်နိုင်ခြေရှိတယ်ပေါ့နော်ပြောလို့ရတယ်ဟဲ့လားသူနှစ်ခုကိုမလုပ်လိုက်လဲနှိုင်းရှင်လိုက်တယ်ပြီးတော့သူနံဖန်ကိုပဲပြန်ဖို့ရွေးချယ်လိုက်တယ်သူဒီနေရာမှာမနေနိုင်ရန်အေးတယ်ပေါ့နော်第二我还是坐地铁吧开车太堵了နော်堵车ဆိုတာဟိုကားကြက်တာပေါ့နော် traffic ဖြစ်တာကိုပြောတာဟဲ့လား我还是坐地铁吧对နော်အဲ့တော့中国မှာဆိုရင်တရုတ်ပြည်မှာဆိုရင်နော်ဒါ地铁ပေါ့မြောက်ရထားဆိုရင်ဘာဖြစ်လဲလမ်းနေမကြက်ဘူးလေနော်အဲ့တော့ငါတော့မြောက်ရထားပဲစီးသွားတော့မယ်ဘာလို့တော့ခိုင်းချကားသူ့အတွက်သူကားမောင်းသွားတာခိုင်းချနော်ထိုက်တူတော့ကားမောင်းရင်လမ်းရန်ပိတ်တယ်လမ်းရန်ကြက်တယ်ဟဲ့လားမသွားချင်ဘူးเนาะအဲ့တော့သူဘာကိုရွေးချယ်လိုက်လဲစောတီထဲနဲ့ခိုင်းချဲမှာသူစောတီထဲကိုရွေးချယ်လိုက်တယ်เนาะနိုင်ရှင်နဲ့ရွေးချယ်လိုက်တယ်ဟဲ့လား第三，这家餐厅虽然好吃，但价格太贵了，咱们还是去那家吧。喏，第三个把撇嘞，餐厅 restaurant 不喏，第三套三个把撇里头，虽然好吃，沙高美美嘞，价格谁弄不喏 ，price 个把撇里头太贵了，谁得急嘞喏。咱们可能咱们喏，我们如果多下做嘞，还是去那家吧。或三面多下做，可能表多说，one 呢就呢这边里啊，那里对么，哎你么挂我不喏，就买它路呀嘞，three 呢放呢嘞，那就买它路呀嘞，ဒီကကိုကကွာကိုကြောက်ကြည့်ပေါ့နော်ဝကြောက်ခွဲတဲ့ခါကျနည်းနည်းလေးကွာသားလေးပဲရှိတယ်ဒီမှာဆိုလည်းတူတူပဲအကြံပေးတာလားဆိုတော့အဲ့ဒီပဲလေပြောချင်ပြောလို့ရတယ်ဟဲ့လားဒီဆိုင်ကစားကောင်းပေမဲ့လေသူကလုံးဝမကောင်းတာကြီးပြောတာတော့မဟုတ်ဘူးပေါ့နော်ဒီမှာကတော့နှိုင်းရှင်လိုက်တာဟဲ့လားဒီဆိုင်ကစားကောင်းပေမဲ့လေဈေးကတိတ်ကြီးရဲ့အဲ့တော့ဟိုဆိုင်ပဲသွားရအောင်သဘောကဟိုဆိုင်ကပါဖြစ်တော့又好吃又不贵又便宜ပေါ့နော်又好吃又便宜ဖြစ်တယ်ဟဲ့လားအားကြောင့်မလို့ဟိုဆိုင်ပဲသွားချဆိုနော်အဲ့တော့အခုနောက်ဆုံးဖြစ်တဲ့第三နဲ့第四ကကြတော့ပါဖြစ်တော့နောက်က还是ဆိုရင်နောက်ကပါလေးနဲ့ပါတယ်ဟဲ့လားရမယ်နော်အဲ့တော့နံပါတ်1ချက် high ရှိကို3နည်း4မျိုးရှိမယ်ဟလာနံပါတ်1ကပါလဲနံပါတ်1ကနံပါတ်1က依然仍然 stay ဆိုတဲ့အထိပဲဟလာဖြစ်နေတုံးမဲဆိုတဲ့အထိပဲเนาะအဲ့တော့နံပါတ်2ကပါလဲနံပါတ်2ကကြတော့ဒီတခြားအရာတွေပုံမှန်နဲ့မတူဘဲနဲ့ကွဲထွက်နေတာမျိုးတွေအားတင်စရာဖြစ်တဲ့အခြေအနေမျိုးတွေเนาะပြီးရင်နံပါတ်3ကပါလဲကြံညံပေးတယ်最好ဒီလိုလုပ်ရင်ပိုကောင်းမယ်လို့ကြံညံပေးတယ်ဟလာနံပါတ်4ကကြတော့နှစ်ခုကိုနှိုင်းရှင်တဲ့ result ထွက်လာတယ်ကိုကဒီဟာကိုရွေးချယ်လိုက်တယ်လို့ပြောချင်တယ်เนาะအဲ့တော့နံပါတ်3နဲ့နံပါတ်4ကများသောအားဖြင့်ဒီအနောက်ကပါလေးနဲ့ထည့်ပြီးတော့ပြောလို့ရှိရဲ့เนาะအဲ့ဆိုရင်တော့ဒါတရုပ်စာ HSP သူသဖြင့်စစ်စမ်းကြီးရောက်နေပြီဆိုလို့ရှိရင်เนาะကိုကစကလုံးတစ်ခုကိုမင်းနဲ့အတိတ်ပဲတစ်ခုလေကိုပုံသေးမှတ်ထားလို့မရတော့ဘူးသူမှာအတိတ်ပဲလေးတခြားအတိတ်ပဲလေးရှိသေးတယ်တခြားအတန်ထွက်လေးရှိသေးတယ်ဆိုတာလေးတွေကိုကတို့ကထည့်ပြီးတော့မှတ်ထားတင်တယ်ပေါ့เนาะအခုဒီမှာဆိုရင်လည်းမနေ့တုန်းကတော့တို့ပြောသွားတယ်ဟိုင်းရှင်းနဲ့ဟော့ကျဲဒီor သို့မဟုတ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပေမဲ့ဟိုင်းရှင်းဒီတော့တခြားနေရာတွေမှာလည်းသုံးလို့ရသေးတယ်ဆိုတာသိသွားပြီเนาะโอเคอ่ะဆိုရင်ထုံစံတိုင်းဆိုရဲ့အင်စာလေးလောက်ရအောင်เนาะအဲ့တော့ဒါကတော့စာနားထောင်ပြီးပြီဆိုရင်ပေါ့เนาะအဓိကဒီ lesson ကြီးပဲနားထောင်ပြီးတော့ဟိုဖြစ်နေမှာဆိုလို့ပေါ့เนาะ lesson ကြီးပဲနားထောင်ပြီးတော့ဒီကွာကိုလေ့ကျင့်ခန်းမလုပ်လို့ရှိရင်ဒီသင်ခန်းစာမှတ်မိမှာမဟုတ်ဘူးလို့เนาะအဲကြောင့်မို့လို့ကျွန်တော်အင်စာလေးနည်းနည်းပေးရပါတော့เนาะဒီဟာလေးလေ့ကျင့်ခန်းလေးကွာကိုလုပ်ကြည့်ကိုဘယ်လောက်ထိနားလဲလေပေါ့เนาะ lesson ကိုလောက်ဆိုတဲ့ဒီသင်ခန်းစာနားထောင်ပြီးတဲ့အခါမှာရေလိုနားမလည်ရင်လည်းထပ်ပြီးတော့မေးလို့ရတယ်เนาะဒီနေ့ကတော့ဒါကခါတိုင်းလိုမျိုးထင်ခုံမဟုတ်ဘူးဘာလို့လဲဆိုတော့ကျွန်တော် high shit တစ်ခုရဲ့အကြောင်းကိုပဲပြောသွားဖြစ်တဲ့အတွက်ကြောင့်ဒီနေ့ကတော့ကွက်လက်ဖြစ်မဟုတ်တော့ဘူးကြောက်ကြည့်ပေါ့နော် sentence တွေဖြစ်ရမယ်完全对话ပေါ့နော်အဲ့တော့ဒီ sorry 完全句子ပေါ့နော်စာ sentence ကိုဒီပြီးအောင်လို့ရေးခဲ့ပြီးမယ်ပေါ့နော်အဲ့တော့အရှိမဒီတူတူလေးရေးရုံပါပဲနော်အရှိမဒီမှာဒီစာကြောင်းလေးရဲ့အတိတ်ပဲကိုဖတ်ကြည့်ကိုဆိုရင်ရောဘယ်လိုပြောမလဲပေါ့နော်ကိုတိုင်ပြောနေရလို့သဘောထားကြည့်လိုက်ဒီစာကြောင်းကိုအဲ့ဆိုရင်ဒီပြောရတာပို့ပြီးလွယ်လိမ့်မယ်ပြီးဘေးမှာတော့ကခွင့်စခွင့်ပေးလေးနဲ့ရေးထားတယ်ခုနကတော့ငါလာရှိလို့၄မျိုးတင်သွားတယ်ဟုတ်တယ်မလားနော်အဲ့ဆိုဥပမာနံပါတ်1စာကြောင်းကျမ1了明天再说吧အဲ့တော့ဒီမှာပါလေ建议 advice ပေးတဲ့ပုံစံမျိုးနဲ့ဒီထဲမှာရေးပေးမယ်နော်အဲ့တော့က hints လေးပေးထားပေါ့နော်ဘယ်လိုလေးရေးရင်ကောင်းမလဲဆိုတာပေါ့နော်အဲ့တော့ဒါဆိုရင်နံပါတ်1အထိပ်ပဲပေါ့နော်ဟုတ်လားရီဝနော်ရီဝကျင်းရဖြစ်တဲ့ပုံစံလေးရေးပေးမယ်ဒါဆိုရင်ခုနနံပါတ်1အထိပ်ပဲဟဲ့လားရီချင်းပါတင်လို့ရီရန်ရိန်ရန် stay လို့ဖြစ်နေတယ်ဆိုတဲ့အထိပ်ပဲလေးနဲ့ရေးခဲ့ပေးမယ်ကြာနော်အဲ့တော့ဒါကနောက်ကခွင့်ဆောင်ဝင်မိတ်လေးတွေကတော့လောက်က hints လေးပေးထားပါပေါ့နော်ကိုဒီဒိဗယ်လေးတွေဝင်အောင်ရှေ့ရဟာလေးနဲ့ပေါ့နော်အဓိက logic ဆိုတာလေးအရေးကြီးရနော် logic လေးသတိထားမယ်ဟဲ့လားနော်ဖြစ်နိုင်ချေရှိတဲ့ဟာလေးပေါ့နော်ဒီ logic ဆိုတာလေးဖြည်းဖြည်းချင်းနဲ့ feeling လေးခံစားကြည့်နော်အဲ့တော့ဒီ logic ကတော့သင်ပေးလို့မရတဲ့အရာဖြစ်နေတာပေါ့နော်ကိုကစကားတွေကြည့်ရင်းနဲ့သချင်းတွေနားထောင်ရင်းနဲ့သူတို့ရဲ့ဒီ生活方面မှာဘယ်လိုမျိုးတွေပြောလို့ရှိလဲဘယ်လိုတွေသုံးလို့ရှိလဲဆိုတာကိုဖြည်းဖြည်းချင်းခံစားကြည့်ပေါ့နော်好那今天就到这里吧谢谢大家观看好